လုံးပဲမင်္ဂလာပါဆရာတော်ဟောပြောဆုံးမတာလေးကိုအတူတကွနာယူလိုက်ကြရအောင်ဒီမကောင်းရင်လည်းကိုယ်ကရဘောကူတန်နေပြတဲ့ဘယ်သူကလာပါစေပေးပြီးတော့တန်ကောင်းဘယ်သူမှမတတ်တယ်ရသော်ပြဟောတာလေကန္နာကိုကြီးဆိုတာတပြေးပြေးရောပါပြီတပြေးပြေးချိုးရလာပါပဲဒီလိုပဲအိုမင်းရဲ့ဒုက္ခကိုခံရမှာပဲဒါဘယ်သူမှလုပ်လို့မရတယ်စရဒမောဗျာမလုပ်ကိုင်းစရဒမောဘိစရဒတိတောငါမဦးကျင်သဘောရှိတယ်တနေ့ကျအိုးရအောင်ပါဒါပဲစဉ်းစားတကယ်အမှန်တရားပဲဒီလိုစဉ်းစားလိုက်တော့ပါကျိုးရှိတယ်တကယ်လည်းတွေ့ကြုံလာတဲ့စိတ်တမကြောက်အိုးရောအိုးတဲ့စိတ်တမကြောက်ဒီလိုမစသာလို့စိတ်တည်းကြဒီပရက်ချေဝဲကိုတတ်သေးတာလေးဖြစ်တာဟုတ်တယ်မလားဘုရားဗသာတွေမြမလူမျိုးတွေဘလောက်ကဲတွေကြုံအပြုတ်မပြတ်နေကြတိုင်းကြဘာကြောင့်နှလုံးသွင်းမှန်ကန်လို့ပဲတကြတဲ့ကလူတွေတော့မခံနိုင်ဘူးကြလားရသော်ပြဟောတာကန္ဒီပရမတ်ဘောဓိတွေကဒီကနေ့ဆိုတာဘယ်နှမျိုးရှိတယ်အနေဆိုဒီကနေ့ဆိုတာသုံးမျိုးရှိတယ်သူများကိုလာဆဲလေဒီကတာတကူရတိဥဒုတံကိုလည်းသိကံနောက်တစ်ခုကယောဂဝေနာဖြစ်လာတဲ့သိကံရလားသိကံနိုင်တဲ့အကျင့်အားဘုရားဗတာတွေပါရှိတယ်ဒါကြောင့်မို့အပြုတ်မပြတ်နေနိုင်ကြတာအဲ့တော့မို့ဆိုရင်လူတွေဒုက္ခရောက်ကုန်ဟုတ်လားဘယ်တော့ဆိုဘာမှပြည့်နေတဲ့လူတွေအပြုံးမပြုံးနိုင်ငံသားတွေတကလာဘူးလေဘာမှပြည့်အလူတွေဒုက္ခတွေချက်တွေရှိတယ်ဘယ်လိုပြနေကြလို့လာတော့ဒီရောက်တဲ့အခါကျတော့လူတွေကြည့်တော့ဘာမှမဖြစ်သလိုနေကြအဲ့ဒါဘာကြောင့်တရားနှလုံးသွင်းတယ်လို့ဒုက္ခဆိုတော့မလာဘူးမဟုတ်လားပါပဲဒုက္ခမှနှမျိုးရှိတယ်အများကာရတဲ့ဒုက္ခအတိကာရတဲ့ဒုက္ခဟုတ်တယ်မလားအခုပုံဆိုလေဒုက္ခပဲဒီဒုက္ခကိုမြို့သိမ့်တာပြီးတော့ရတဲ့အတန်လေးနဲ့တရားဟောပေးဒီတဲ့မှာခါကနာနေသေးတယ်ပုံတလောနေပြီးတော့သွားလိုက်တော့ခါနာလို့ဘာပဲဖြစ်ပေါ့ဖြစ်နေတာတကူအောင်ဤသိကပြီးတော့လှုပ်ရှားရှိတာတော့လှုပ်နေတာတပကလည်းစာရေးရှာရှိရေးနေတဲ့ပုံဟုတ်တာဟိုတွေမြူပြောတာပေါ့ဒုက္ခဆိုတာခံရတဲ့အကြောင်းပြောတာတချို့ကတင်ကောင်းတင်မဲ့ပုံတို့တော့ကြောင်ကြီးနဲ့စိတ်ကြနေတယ်လို့အောင်ပေးပဲဟုတ်မလဲအခုမပြီးသေးတဲ့ကျန်တဲ့ကြရေးနေတဲ့ပုံအဘိဓမ္မာကိုတဲ့ကြတဲ့ကပုဂ္ဂလပြည့်တဲ့ကြရဲ့အဖွဲတက္ကနာကိုဧကလိတ်လူပြန်နေတယ်ဧကလိတ်လူပြန်တာစိတ်ရှင်မျက်နှာလောက်ကြံနေတယ်လို့ပြီးတတ်ဖို့လို့အဲ့ဒါခါကဒီတဲ့နာနေတယ်နာနေတော့လေအိပ်ပြီးတော့ရေးလိုက်တာဆိုလိုတာကဘုရားဘာသာဖြစ်လာလို့ရှိဒါလေးကိုမတ်တာခေါ်တာကဘယ်ဟောတာနေတိုင်းနေနော်ဒီဗီဒီယိုမှာသင်တို့တစ်ခုခုရရှိမယ်လို့ယုံကြည်ပါတယ်